သူ့သားကကိုတက်တည်သွားတယ်လို့ထင်ခဲ့ပေမဲ့ဘယ်တန်တယောက်ရဲ့ဘယ်ဘက်လက်ကောက်ဝတ်ကဒဏ်ရာက9လက်မလောက်နဲ့နေတာကြောင့်ဒါဟာတက်တည်မှုမဟုတ်ပဲလူတက်မှုဆိုတာကိုဘာရာတီကရိပ်မိသွားခဲ့တယ်။အဲ့ဒါကြောင့်ဒီကိစ္စရဲ့တရားခံအကောင်ကြီးဖြစ်တဲ့နာဂန္ဒရာစီကိုသူမတယောက်တည်းသွားတွေ့ခဲ့ပါတယ်။နာဂန္ဒရာကလည်းရဲစခန်းမှာဖွင့်ထားတဲ့လူတက်မှုတိုင်ချက်ကို24နာရီအတွင်းပြန်ရုပ်သိမ်းဖို့မဟုတ်ရင်သူဘာတွေလုပ်နိုင်လဲဆိုတာပြမယ်လို့ချိန်ချောက်ခဲ့တယ်။ဒါပေမဲ့ဘာရာတီကတော့ဘာပဲဖြစ်ဖြစ်မမှန်ကန်တဲ့ကိစ္စအတွက်အမှန်တရားဘက်ကရက်တည်မယ်လို့ခိုင်ခိုင်မာမာဆုံးဖြတ်ခဲ့တာပါ။အဲ့ဒီဆုံးဖြတ်ချက်ကြောင့်သူမပေးဆက်လိုက်ရတဲ့တန်ဖိုးကတော့အရန်ကိုကြီးမားလွန်းခဲ့ပါတယ်။ဆွဆွဲချက်အမားတွေနဲ့ပမောက္ခအလုပ်ကနေရနာခံလိုက်ရတယ်လို့သူမရဲ့သမီးတွေကလည်းလမ်းပေါ်မှာအနိုင်ကျင့်စော်ကားခံခဲ့ရတယ်။မထင်မှတ်ပဲမူရစ်စေဝါမှုလို့အကြောင်းပြချက်နဲ့အင်ကိုရဲတွေဝင်စီးခံရပြီးသမီးဖြစ်သူရဲ့မင်္ဂလာပွဲကလည်းအဖျက်ခံလိုက်ရပါတယ်။သမီးဖြစ်သူရဲ့မျက်ရည်တွေကိုမြင်လိုက်ရတဲ့အချိန်မှာတော့ဘာရာတီတယောက်ရဲစခန်းကိုအပြေးသွားပြီးအမှုကိုပြန်ရုပ်သိမ်းဖို့ကြိုးစားခဲ့တယ်။သူမရဲ့မိသားစုကိုကယ်တင်ဖို့အတွက်နာဂန္ဒရာရဲ့ရှိမှဒူးထောက်တောင်းပန်ပြီးတိုင်ချက်ကိုတောင်ပြန်ရုပ်သိမ်းပေးခဲ့ပါတယ်။ဒါပေမဲ့ကိုဖျားတဆူလို့ထင်နေတဲ့နာဂန္ဒရာကတော့သူမရဲ့တောင်းပန်မှုကိုလက်မခံခဲ့ပါဘူး။ဘာလို့လဲဆိုတော့သူမလိုရိုးသားတဲ့လူတွေဟာပိုပြီးတဲ့ပုံစံနဲ့ပြန်လာတတ်တယ်ဆိုတာကိုသူကကောင်းကောင်းသိနေလို့ပါပဲ။အဲ့ဒါကြောင့်သူတို့ကိုအပြည့်ရှင်းပြဖို့အမိန့်ပေးလိုက်တဲ့အချိန်မှာပဲဗိုလ်မှူးအာဂျီကအဖြစ်ပြအားလုံးကိုနားထောင်နေခဲ့တာပါ။ဗိုလ်မှူးအာဂျီကသူမရဲ့စကားကိုတေချာနားထောင်ပြီးအရာအားလုံးအဆင်ပြေသွားစေရမယ်လို့ကတိပေးခဲ့တယ်။သူ့ရဲ့ကတိစကားကြောင့်သမီးမင်းကလေးတွေရဲ့မျက်နှာပေါ်မှာအပြုံးတွေတောင်ပြန်ရောက်လာခဲ့ပါတယ်။အာဂျီကဘာယာတီကိုရဲစခန်းစီခေါ်သွားပြီးနာဂန္ဒရာကိုတရားစွဲထားတဲ့အမှုကိုပြန်ဖွင့်ခိုင်းခဲ့တယ်။ရဲရရှိကလည်းရထိုက်တဲ့စုကိုရသွားပြီးနောက်ဝင်ကြီးရဲ့အမှုကိုပြန်စစ်မယ်ဆိုတာသတင်းထောက်တွေကိုကြေညာလိုက်တော့တယ်။အဲ့ဒီနောက်မှာတော့သူတို့ဟာရှေ့နေရူဒန်ကာရိုစီကိုတွားခဲ့ပြီးဘာရာတီအပေါ်မှားယွင်းတဲ့အမှုတွေတင်ခဲ့ကြောင်းဝန်ခံခိုင်းခဲ့ပါတယ်။ကျောင်းအုပ်ကြီးကလည်းတောင်းပန်စကားဆိုပြီးသူမကိုကောလိပ်ပြန်တက်ဖို့အတွက်ပြန်ခန့်အပ်လွှာကိုပေးအပ်ခဲ့တယ်။နောက်ဆုံးမှာတော့အာဂျီတယောက်နာဂန္ဒရာရဲ့ဆိုင်ကြီးတဲ့ကိုယုံကြည်မှုအပြည့်နဲ့ရှောက်လန်းဝင်ရောက်လာခဲ့တယ်။ဒါပေမဲ့နာဂန္ဒရာကဝင်ကြီးချုပ်နဲ့အစည်းအဝေးလုပ်နေတာကြောင့်သူ့ကိုမတွေ့ခဲ့ရပါဘူး။သူ့အိမ်ထဲကိုအာဂျီကျူးကျော်ဝင်ရောက်လာတာကိုသိလိုက်ရတဲ့အခါမှာတော့နာဂန္ဒရာကလူမိုက်တွေနဲ့အတူအပြေးပြန်လာခဲ့တယ်။အာဂျီကစစ်တူရင်ခုံမှာထိုင်ရင်သူ့လက်ထဲကနေရုပ်လေးနဲ့ဝင်ကြီးရုပ်ကိုစားပစ်လိုက်တဲ့အချိန်မှာပဲနာဂန္ဒရာကဒေါသတကြီးနဲ့ရောက်လာခဲ့တာပါ။ဘာယာတီရဲ့ဘေးကနေဖြတ်သွားတဲ့အခါမှာတော့သူမကနောက်ပါဆက်ဖြစ်မလဲဆိုတာကိုသိနေတဲ့အပြုံးနဲ့သူ့ကိုကြည့်လိုက်တယ်။ဘာယာတီကအာဂျီဟာလူ40ကိုတယောက်တည်းရှင်းခဲ့ပြီးသူ့ရဲ့တပည့်ကိုယ်တိုင်ကမျက်မြင်သက်သေဖြစ်ကြောင်းပြောလိုက်ပါတယ်။သူမရဲ့စကားကြောင့်နာဂန္ဒရာကဒေါသထွက်ပြီးဘာယာတီကိုစကလုံးတွေနဲ့တိုက်ခိုက်စော်ကားခဲ့တယ်။ရန်ပွဲစတင်သွားတဲ့အခါမှာတော့တက်မတော်သားအာဂျီကလူမိုက်တွေကိုရင်ကောင်းတွေကြွေးကြသလိုအလွယ်တကူပဲရှင်းပစ်လိုက်တယ်။ပြင်းထန်တဲ့တိုက်ခိုက်မှုတွေကြောင့်မြေကြီးတွေတောင်အကွဲသွားပြီးလူမိုက်တွေရဲ့ကိုယ်တွေကမြေပေါ်မှာပြန့်ကျဲနေခဲ့တယ်။ကျန်တဲ့လူတွေအားလုံးကြောက်လန့်ပြီးနောက်ပြန်ဆုတ်သွားတဲ့အခါမှာတော့အာဂျီကသူ့ရဲ့ရန်သူရှိမှဝင်ထိုင်လိုက်ပါတယ်။အခုမှပဲစကားပြောလို့ရမယ့်အခြေအနေကိုရောက်လာခဲ့ပြီးနာရီပေါင်း48နာရီအတွင်းမှာနာဂန္ဒရာကသူ့မားတွေကိုဝန်ခံပြီးထိုမျိုးသမီးကိုတောင်းပန်ရမယ်လို့အာဂျီကအမိန့်ပေးလိုက်တယ်